မကိုကျွန်တော်ပြောထားရလေအဲ့တယောက်နဲ့သွားတာအပြင်သွားတာကျွန်တော်မကြိုက်ပါဘူးလို့ပြောထားတဲ့ဟာမဟုတ်လေအခုတစ်ခါထပ်ဖြစ်ပြန်ပြီလေမရဲ့အရင်တစ်ခေါက်ကပြောထားတဲ့ဟာကိုအခုချိန်တည်းဆို2ခါရှိပြီမရဲ့မဟုတ်မကျွန်တော်ကတဝင်းတိုလို့ပြောတာမဟုတ်ဘူးမကျွန်တော်မကြိုက်လို့ပြောတာမရဲ့လာမစနဲ့တော့ကျွန်တော်တဝင်းတူတာမဟုတ်ပါဘူးဆိုမဟုတ်ကျွန်တော်မုံကျွေးပြီး6ရအောင်ကျွန်တော်ကလေးမှမဟုတ်တာမရဲ့နမ်းမလားနမ်းလည်းနမ်းကြည့်ပေါ့ရဲ့စိတ်ဆိုးပြေတာမပြေတာတော့ကျွန်တော်စဉ်းစားပြကြည့်မယ်လေကဲထားပါတော့ရဲ့ဒီတစ်ခေါက်ကတော့ထားလိုက်တော့နောက်ခေါက်ထပ်မဖြစ်နေတော့ကျွန်တော်တကယ်အဲ့တယောက်ကိုလုံးဝသဘောမကျဘူးကဲစနေပြီတဝင်းတူတာမဟုတ်ပါဘူးဆိုရဲ့တဝင်းတူရအောင်အစကနေကျွန်တော်အပိုင်ပဲလေမဟုတ်လားထားတော့ဟုတ်ပြီလားနောက်ကထပ်မဖြစ်နေတော့နော်ကျွန်တော်အများကြီးချက်ပါတယ်